ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့တူတောင်ချစ်ကိုချစ်မများအားလုံးနော်မနေ့ပြန်ကျွန်တော်တို့31ရက်9လ2026နော်တောက်ကြနေ့ကိုပြန်လည်ပြီးတော့ရောက်ရှိလို့လာပါပြီကဲတောက်ကြနေ့နေကုံစာနော်အချိန်လေးတွေမိန်းလေးတွေပတ်သီးလေးတွေထပ်မှပြီးတော့လာတင်ပေးတာဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော်လို့ရအောင်မနော်ကဲအားလုံးပဲကျွန်တော်ရဲ့ချစ်ကိုချစ်မများအားလုံးဒီဗီဒီယိုဖိုင်လေးကိုပြီးဆုံးနိုင်အောင်ကြည့်ပေးပါကဲအားလုံးပဲဒီဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့အချိန်ကနေစလို့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေစီးပွားလက်လာပါတွေလည်းဒီအလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ကဲကျွန်တော်ရဲ့နော်ချစ်ကိုချစ်မှများအားလုံးပေါ့နော်မနေ့ပြန်ကတော့တောက်ကြနေနောက်ဆုံးအပိတ်ပွဲလေးကိုရောက်ရှိလို့လာပြီပေါ့နော်ကဲကျွန်တော်တို့ဒီနေ့ကတော့ကြာတာပလေးနေ့လေးကတော့အားလုံးပဲပတ်သီးသမားတွေတော့ရကြလိမ့်မယ်နော်တုံညပတ်သီးနော်30နော်ကျွန်တော်ရဲ့ကိုဒီမားတွေအားလုံးပဲပတ်သီးသမားတွေတော့ရကြလိမ့်မယ်မနေ့ပြန်တောက်ကြနေနောက်ဆုံးအပိတ်ပွဲမှာလည်းအကောင်းဆုံးအကြိုက်ဆုံးဆိုတာလေးတွေကိုကျွန်တော်ထပ်မံပြီးတော့ရွေးချယ်ပြီးလာတင်ပေးတာဖြစ်ပါတယ်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လည်းဘာမှပြီးစရာမလိုပါဘူးကဲနော် Facebook ကညီကိုမာနမတွေဒီဗီဒီယိုပိုင်းကိုမြင်ပြီးတွေ့ပြီဆိုရင်ပုံမှန်တိုင်းလေးပဲ like လက်မှအသေးလေးတွေနှိပ်ပါ share မှု share အားလေးနဲ့ကူညီပေးပါကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့နော်ကဲဒါဆိုလို့ရှိရင်မနေ့ပြန်ကျွန်တော်တို့တောက်ကြနေ့เนาะနောက်ဆုံးအပိတ်ပွဲမှာဝမ်းချိန်အနေနဲ့ဆိုလို့ရှိရင်တော့၄ကိုအချိန်ပဲဖြစ်ပါတယ်เนาะ၄ကိုဝမ်းချိန်မှာလေးနဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေကတော့မနေ့ပြန်မှာကျွန်တော်တို့4340 4948ပဲဖြစ်ပါတယ်ဒါလေးနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါ4340 4948ပဲဖြစ်ပါတယ်လေးနဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါเนาะခေါ်မှာခြာရေးပေးတာပါကဲ6နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေကတော့9390 9998ပဲဖြစ်ပါတယ်เนาะ9390 9998ပဲဖြစ်ပါတယ်ဒါ6နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါเนาะကျွန်တော်ထုတ်ပေးတဲ့ main ကွက် yoga ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကက်ဆော့ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တောက်ကြနေနောက်ဆုံးအပိတ်ပွဲလေးမှာအကောင်းဆုံးဝမ်းချိန်ဒီ၄ကိုအချိန်ပဲဖြစ်တယ်အဓိကဗတ်တီကိုဦးစားပေးဆော့တဲ့ချစ်ကိုချစ်မတွေအားလုံးเนาะတောက်ကြနေနောက်ဆုံးအပိတ်ပွဲလေးမှာအကောင်းဆုံးပတ်သီးဒီ၄ပတ်သီး9ပတ်သီးအကောင်းဆုံးဖြစ်ပါတယ်အပိုးအနေနဲ့တတိထားရမှာကတော့မနေ့ပြန်တောက်ကြနေနောက်ဆုံးအပိတ်ပွဲမှာ၄ဘူး9ဘူးเนาะနည်းနည်းရန်ထားပါအားလုံးပဲတတိထားပြီးတော့ကစားကြပါเนาะကဲကျွန်တော်တင်ပေးတဲ့เนาะ main ကွက် yoga ကလေးတွေကြာရင်တော့ like ဆော့ပေါ့เนาะမကြာရင်လည်းမဆော့ပါနဲ့စေတနာနဲ့တင်ပေးတာဖြစ်လို့ပေါက်လို့ရလို့လည်းဘာမှပေးစရာမလိုပါဘူးเนาะကဲအခုလိုကြည့်ရှုပေးတာအထူးတူပဲကျေးဇူးတင်တယ်တောက်ကြနေ့နောက်ဆုံးအပိတ်ပွဲမှာเนาะအိတ်ကြီးကြီးနဲ့လွယ်နိုင်ကြပါစေအားလုံးပဲကံကောင်းကြပါစေဗျ